ကျွန်တော်အသက်9နှစ်ရွယ်မှာအမေကပြောတယ်ကြောင်းတက်ရမယ်သူငယ်တန်းမှာဘေးချင်းကတ်တာနာမည်ကကောင်းတက်ကြတဲ့မိုးစားကြောင်းစင်းတဲ့ကြောင်းကိုပတ်ပြီးလေရင်လျှောက်တာသူကကျွန်တော်ဘွားရဲ့ခင်ရဆုံးတကယ်ချင်းတယောက်ပါဒီလိုနဲ့အတန်းနဲ့တက်သွားတိုင်းလေအခန်းထဲထိုင်တာမြေကျွန်တော်တို့နှစ်ယောက်ရဲ့တန်ရောစင်ကျိုးရမ်းမဲခိုင်ပါတယ်10ရက်ရောက်တော့မိကလေးတယောက်အခန်းထဲပြောင်းလာတယ်စိတ်တွေကောင်းတယ်သူမတမတက်ရင်တော့လွမ်းတဲ့ကြောင်းမှလေငယ်ချင်းကပြောတယ်သူမကိုအမြဲငါလွမ်းနေနောက်ပြီးချစ်မိနေပြီဆိုတော့ကျွန်တော်ရဲ့အသေးကနှစ်ချမ်းကွယ်ခန်းစားချက်ကပြင်းထန်တဲ့ရဲ့ရည်တွေရိုစိတ်လာတော့လေတုတ်ပြီးတော့မင်းသူ့ကိုရသည်ရမလို့မျိုးစိတ်ကပြောခဲ့သူ့ကိုချစ်နေမိပြီလို့မင်းမလို့ပြောထွက်ပါမလဲငါရင်နဲ့ခံစားချက်ကိုဆုံးဖြတ်ဖို့လည်းမျောတက်လာတယ်သူ့ပဲမမင်းငါရဲ့တကယ်ချင်းစိတ်မြဲပါဘွားခင်တယ်ဒါကြောင့်ငါပဲနောက်ဆုတ်ပြီးတော့ရှေ့ပွဲနာကြတကယ်ချင်းဆိုတာမြေရိုးသားမှုနဲ့ဝါတွဲရှိစေလက်တွဲမဲ့ဖို့မူပါကြောင့်မို့ဆုံးလို့လိုက်ပါတယ်သူ့ကိုတွေ့ကျွန်တော်စိတ်တွေရှောင်ပဲပြေးလဲလောင်ရသေးတယ်ဒီဘွားတော့ပေးဆက်ခြင်းပဲဒါကြောင့်တကယ်ချင်းနဲ့အောင်သွဲပေးခဲ့မာနရဲ့ပြန်ပွဲမှာချစ်ဆိုတာတဘာဝရဲ့ဆိုင်ခဲပါရီစောကပြောခိုင်းနေကျွန်တော်ကိုသူဆီယာမနဲ့တိုင်ခဲ့တာနိုင်ရရှုံးတဲ့ခါသူတို့နှစ်ယောက်ကစားပွဲမှာတိုင်ရကြတယ်လားအဖြစ်ပြီးတော့အတန်းရှိကိုထွက်ရောထိုင်တာလုပ်ခဲ့တာနောက်နေ့ကြောင်းတော့မတက်နိုင်ပါဘူးပေါင်းနေပွားပြီးညောင်းပြန်လာလို့ဒါပေမဲ့အနည်းကပြောခဲ့တဲ့သူမလူနာမင်းကောင်းမှန်တာမို့ရပါတယ်ကခွဲလို့ပါတယ်ဘတော်မလင်းကိုပြေးမယူပါဒီလိုနဲ့ခင်မမှုတွေတို့ရောက်ရှိခဲ့သူတို့ချစ်သူဘွားစာရမတီဘူးလောက်ွယ်ရှင်းလိုက်ရင်တန်ရုံးတဲ့ကြပြားတွေတီးတူးထားမယ်ဒီတသက်တော့ဖွင့်ပြောတော့ဘူးလို့ငါလည်းရည်သူထားနေကြတဲ့ဘွားမို့သူမအားငယ်လေအမြဲကျွန်တော်အားပေးတယ်ရှင်းဆက်ရှောက်ရမယ်ဘွားခီးလမ်းမှာပါတွဲခေါ်သွားပေးမယ်ကျွန်တော်ဘွားကျွန်တော်ထင်တယ်လို့တကယ်တမ်းမလာခဲ့လေသူတို့မြောက်အောင်သွားပေးမယ်ကျွန်တော်10ရင်းကြခဲ့တကယ်ချင်းဆိုတာပြည့်ရိုးသားမှုနဲ့ဝါတွဲရှိစေလက်တွဲမဲ့ဖို့မူပါချစ်သူဆိုတာမယာရီပြင်းနဲ့လက်နာပါဒါကြောင့်မို့ဆုံးလို့လိုက်ပါတယ်ခံချင်စိတ်ဝင်နောက်တစ်နေ့ကြိုးစားဆိုးရောက်မှုတွေနာကျင်တဲ့အခါအောင်သင်းမှာနာမည်ပါပြီးလေကြိုးစားမှုတွေအရာတင်ခဲ့တာတကယ်တမ်းကဘောဆိုတာလွယ်မလို့နဲ့ခက်တယ်လို့ပဲရှိငယ်ချင်းမြောက်ကလက်ကိုဆွဲပြီးခေါ်သွားတဲ့တက်ကြိုတဲ့ဒီကင်မကမျက်နှာသာပေးတာလားရှင်မတောင်လေးတဲ့ကွယ်တကယ်ချင်းကိုသူ့အိမ်ကဖေကမင်္ဂလာဆောင်ပေးမယ်တဲ့ကံကြမ္မာရဲ့အဲ့တော့ပဲလားမင်းကငါရှိချင်သေးတဲ့သူတို့မြောက်ကိုပြဖို့ငါကိုယ်တိုင်ပဲစီပြီးပေးခဲ့အဲ့ဆိုဒီပတနင်းကိုနေည9နာရီ4မှာမင်းသူ့မနဲ့ချင်းပြီးတော့ခိုးကပြီးပြေးကွာဘောနဲ့ရှင်းတဲ့ပေးဆက်မယ်လေတို့ချင်းရောက်ငါတငယ်ချင်းတို့ငါချင်နေပါတယ်အဲ့ဒါငါတငယ်ချင်းတို့အဲ့နေ့ရောက်တော့သူမရမ်းလာတယ်ငါပါတယ်တွေးနေတာလေသူချက်ပြောင်းလေကိုရလိုက်ပြီးတော့မယ်ငါပါတယ်ဆွေးနေတာလေသူမမင်းတွေကျွန်တော်လာပြီးရှောင်းလာပြေးဘူးဒါပြောတယ်မင်းကလည်းဟာတေးကြပါတယ်စောင်းမအေးခူတာတော့နေနေ तू မလာသေးဘူးလေဟုတ်ပါပါလာပါငါသူ့တေချာပြောရပါမယ်ဒါပေမဲ့ तू ခုတည်းရောက်လာသေးဘူးလေငါမဆက်လို့ရမှာလေအေးငါပြောမယ်တကယ်ကြီးပြောလေငါပြောကြစကားကိုရှိတယ်ဒါပေမဲ့အဲ့စကားကိုငါတလုံးပြောတော့ရှိစထားတယ်ကိုချင်လို့ပြောလိုက်ပြီဒီတေချာတော့တော့ပြီနော်တော့ထောက်နေလေအဲ့စကားလေး